ကြည့်တာကြိုက်လုံးပါတယ်ဆိုတဲ့သူတွေတောင်ဒီကားကစိတ်မသက်မသာဖြစ်စေတယ်တငယ်ချင်းတစုကနောက်ဝင်လို့ရတဲ့လက်တစ်ဖက်ကိုစမ်းတက်ရာကနေထိမ့်မရတဲ့ဒီလိုဖြစ်ပျက်မျိုးတွေဖြစ်လာခဲ့တယ် Talk to me. ဒီကားလေးရဲ့အားသာချက်က jump scare တွေထက်စိတ်ဖိစီးမှုကိုတဖြည်းဖြည်းနဲ့မြင့်တင်ပေးတာမျိုးပါတရုပ်ဆောင်တွေကလည်းသဘာဝကျပြီး camera motion တွေ sound design တွေက horror move ကိုပို့ပြီးတော့အားကောင်းစေတယ်လို့မြင်တယ်ဒါပေမဲ့သွေးထွက်တန်ယူနဲ့ပြင်းထန်တဲ့ scene တချို့ပါဝင်တာကြောင့်လူတိုင်းနဲ့တော့မကိုက်ညီနိုင်ဘူးပေါ့ဆရှာအနေနဲ့ဒီကားလေးကို rating ပေးရမယ်ဆိုရင်တော့10တောက်တော့ 8.5 I'm never gonna stop. They like you. horror နဲ့ psychological thriller တွေကိုစိတ်နှစ်သက်တဲ့လူတွေအတွက်ကတော့ဒီကားလေးကလက်မလွတ်တဲ့ကားလေးတစ်ခုဖြစ်မယ်။တင်ရော Talk to me ကို rating ဘယ်လောက်ပေးခြင်းလဲ comment မှာရေးခဲ့ပေးပါဦး။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။တတား